အားလုံးပဲမင်္ဂလာပါမဝေ YouTube channel လေးရရင်ပြန်နေကြဆိုလိုက်ပါတယ်မဝေ YouTube channel လေးကိုမျက်ကြည့်ရှုအားပေးနေတဲ့ညီကိုတို့မတွေစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေလို့မဝေဘက်ကဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်ရှင်ကဲမဝေရဲ့မိသားစုတွေဝင်လာခဲ့ပြီဝင်လာပြီဆိုလို့ရှိရင်မဝေရဲ့နော်YouTube channel လေးဒီအသစ်ဖြစ်တဲ့အတွက်မဝေညီကိုတို့မတွေကလိုက်ရင်ဆက်ခတ်ပါလေးတွေနှိပ်ပေးထားမယ်တယောက်တစ်ချက်စီဝိုင်းဝန်းကိုညီမယ်နော် share မှု share ကိုညီမယ်တူရီတူရီတွေနဲ့သက်ဆိုင်တဲ့ group လေးတွေမှာ share မယ်အများမြင်အများတွေ့မဲ့နေရာလေးတွေမှာ share ပေးမဝေမိသားစုတွေကိုမဝေဘက်ကရစေခြင်းလို့ပေါက်စေခြင်းလို့စေတနာထားပြီးလာပြီးမျှဝေပေးထားတာအကြိုက်ချင်းတူတဲ့မိသားစုတွေကစားမယ်အကြိုက်ချင်းတူရင်ကစားမယ်အကြိုက်ချင်းမတူရင်မကစားနဲ့ကဲမဝေညလိုက်ရှုဗီဒီယိုဖိုင်လေးမှာညဗီဒီယိုဖိုင်လေးမှာမဝေတင်ပေးထားတာ6ပတ်သီးနဲ့3ပတ်သီးကဲ6ပတ်သီး3ပတ်သီးကို3ပတ်သီးလေးအောင်မြင်သွားရင်3ပတ်သီးကိုမှရှေ့ရောနောက်ကောပတ်တဲ့ညီကောင်တော်မတွေနော်ကဲ3ဘူးလေးဆိုတော့ရှေ့ရောနောက်ကောရကြတာမဝေညီကောင်တော်မတွေမိန်းကွက်ကလေးတော့မပါဘူးဒါပေမဲ့ပတ်သီးလေးတော့ရတယ်ပတ်သီးရတယ်ဆိုတော့မဝေညီကောင်တော်မတွေအကောင်းဆုံးလေးပဲဒါနော်မနေ့ကတနင်္လာနေ့မှာနေကုန်အောင်မြင်တယ်ဒီနေ့တနင်္အင်္ဂါနေ့မှာမနက်ကလေးမှာထအောင်မြင်တယ်နော်မဝေညီကောင်တော်မတွေမဝေဘက်ကတတ်နိုင်တော့အကောင်းဆုံးလေးစူးစမ်းပေးထားတယ်ကဲအကြိုက်ချင်းတူတဲ့မိသားစုတွေကစားမယ်အကြိုက်ချင်းတူရတယ်ဆိုတဲ့မိသားစုတွေမဝေပေးလိုက်တဲ့ခဏန်းလေးတွေနဲ့ကြိုက်တယ်ဆိုရင်ကစားမကြိုက်ဘူးဆိုရင်မကစားနဲ့နော်ပတ်တိကြရင်ပတ်တိကစားမိန်ခွက်ကိုကြိုက်ရင်မိန်ခွက်ကိုကစားကြိုက်နဲ့တက်တဲ့ဟာလေးတွေကိုကစားမဝေမိသားစုတွေတော့အတင်းမတိုက်တွန်းထားဘူးကြိုက်နဲ့တက်မှုရှိရဆိုရင်ကစားမယ်ကဲဝင်လာခဲ့ပြီတဲလေးတို့အကြိုက်ချင်းတူတဲ့မိသားစုတွေကစားလို့ရတယ်နော်မဝေရဲ့လိုက်ရှိုးဗီဒီယိုဖိုင်လေးကိုတွေ့ပြီဆိုရင်လိုက်ရင်စကပ်ပါလေးတွေနှိပ်ပေးထားမယ်လက်မလေးတွေတယောက်တစ်ချက်စီနှိပ်မယ်အသေးလေးတွေများများပေးမယ်နော်မဝေညီကိုဓမ္မတွေကိုစေတနာထားပြီးလာပြီးမျှဝေပေးထားတာအကြိုက်ချင်းတူတဲ့မိသားစုတွေကစားမယ်မဝေ YouTube channel လေးဒီအသစ်ဖြစ်တဲ့အတွက်မဝေညီကိုဓမ္မတွေလိုက်ရန်စက်ခတ်ပါလေးနှိပ်ပေးထားမှာမဝေညီကိုဓမ္မတွေရှိမှာမဝေရဲ့ဗီဒီယိုဖိုင်လေးရနှိပ်တိုင်းတက်မှာနော်မဝေညီကိုဓမ္မတွေကိုမဝေဘက်ကတတ်နိုင်ဆုံးအကောင်းဆုံးလေးတော့ကြိုးစားပေးထားတယ်ကဲဝင်လာခဲ့ပြီတဲလေးတို့အကြိုက်ချင်းတူပါလေဆိုတဲ့မိသားစုတွေကစားမယ်နော်အကြိုက်ချင်းတူတဲ့မိသားစုတွေကစားအကြိုက်ချင်းမတူရင်မကစားနဲ့24ရက်နေ့ညနေအင်္ဂါနေ့ညနေစာလေးကိုလာပြီးမျှဝေပေးထားတာအကြိုက်ချင်းတူတဲ့မိသားစုတွေဝင်လာခဲ့မယ်ညနေစီးမှလည်းအကောင်းဆုံးလေးစူးစမ်းပေးထားတယ်မဝေကညဗီဒီယိုဖိုင်လေးမှာတော့နေကုန်စာလွှင့်ပေးထားတာဒါပေမဲ့မဝေခဏန်းပါတယ်ဆိုရင်မဝေနှိပ်ကင်းကြလို့ရှိရင်ဗီဒီယိုလေးထပ်ရိုက်ပြီးတင်ပေးမယ်ဆိုတဲ့အတိုင်းပဲကဲခဏန်းလေးပါတဲ့အတွက်မဝေဗီဒီယိုဖိုင်လေးထပ်ရိုက်ပြီးတင်ပေးတာအဖွဲ့ဝင်တဲ့မိသားစုတွေလည်းမဝေပေးထားတဲ့စာရိုးပတ်သီးနဲ့မူကကလေးတွေကိုကစားမယ်ပုံမှန်လေးပဲနော်ထွက်မှာမဝေပေးတဲ့ခဏန်းဒီမဝေမိသားစုတွေသိတယ်အပတ်တိုင်းမှာမထွက်တဲ့အပတ်ဆိုတာမရှိဘူးနော်အကောင်းဆုံးလေးစူးစမ်းထားတယ်ထွက်မှာကဲရဆိုလို့ရှိရင်မဝေကနန်းလေးတွေခေါ်ပြီးမယ်မဝေခေါ်ပြီးလိုက်တဲ့ကနန်းလေးတွေကြိုက်တယ်ဆိုရင်ဝင်ပြီးမှတ်မယ်ပေါက်ကြီးလေးတွေဒီမနက်မှာ3ပတ်သီးလေးနဲ့ပတ်သီးလေးနဲ့ပေါက်ကြီးလေးတွေရတဲ့ညီကိုတို့မတွေကောမက်ကလေးမှာဝင်ပြီးတယောက်တစ်ချက်စီမန်းခဲ့လို့ရတယ်တဲလေးတို့နော်တယောက်တစ်ချက်စီမန်းခဲ့လို့ရတယ်မဝေညီကိုတို့မတွေမဝေရအပြော့ကူးဆက်တာဆိုလို့မဝေမိသားစုတွေရရှိရပေါက်ကြီးမှန်တာလေးတွေအပြော့ကူးဆက်တာမဝေမိသားစုတွေကိုမဝေပြလိုက်တဲ့ကနန်းလေးတွေပါတယ်ဆိုရင်မဝေအမြဲပြောရတယ်နော်အဲ့လိုမျိုးလေးပဲကဲမဝေမိသားစုတွေမဝေဘက်ကအတက်နိုင်ဆုံးအကောင်းဆုံးစူးစမ်းပေးထားတယ်ညနေအင်္ဂါနေ့ညနေ4နာရီခွဲစီမှလည်းအကြိုက်ချင်းတူပါတယ်ဆိုတဲ့မိသားစုတွေကစားမယ်နော်ကဲမဝေကနန်းလေးတွေခေါ်ပြီးတော့မယ်24ရက်2လ2026အင်္ဂါနေ့ညနေ4နာရီခွဲစီလေးမှာပတ်ကမဲ့ပတ်သီးဒီခွန်ပတ်သီး3ညပတ်သီးခွန်ကြရင်ခွန်ကိုပတ်မဲ့3ညကိုကြရင်3ညကိုပတ်မဲ့ကိုစောမဲ့ကနန်းထဲမှာခွန်ပါတော့ကနန်း3ညပါတော့ကနန်းဆိုရင်အားကောင်းတယ်နော်မနက်ဖြန်ကအင်္ဂါမနက်ဖြန်ကလောင်ဖြစ်တယ်နော်ဒီညနေအင်္ဂါနေ့ညနေ4နာရီခွဲစီလေးမှာ3ညပတ်သီးခွန်ပတ်သီးနော်3ညနဲ့ဆိုရင်မင်းကွက်လေး4ကွက်ခွန်နဲ့ဆိုရင်မင်းကွက်လေး4ကွက်ထုတ်ပေးထားတယ်ခွန်နဲ့ဆိုရင်ခွန်2ခွန်4ခွန်6ခွန်9ခွန်နဲ့ဆိုရင်ခွန်2ခွန်4ခွန်6ခွန်93ညနဲ့ဆိုရင်3ည1 3ည2 3ည4 3ည5 3ညနဲ့ဆိုရင်3ည1 3ည2 3ည4 3ည5အမင်းကွက်လေး4ကွက်စီ4ကွက်စီပဲဖြစ်တယ်3လုံးအပီးပအခွေလေးဒီ6နှစ်6အပီးပ6နှစ်6အပီးပကိုမဝေတို့ကခွေထိုးမဲ့ဆိုရင်6နှစ်6 2 6ဆိုတဲ့ခဏန်းလေးပဲရမယ်နော်ပတ်သီး3လုံးအပီးပအခွေမှာအပူကထည့်ကစားခြင်းနဲ့ဆိုရင်2ဘူး6ဘူး9ဘူးနော်တကွက်ကောင်းပြောပြီးမဝေဗီဒီယိုဖိုင်လေးနားမှာတကွက်ကောင်းမပြောခင် share မှု share ကူညီမယ်တူရီတူရီနဲ့သက်ဆိုင်တဲ့ group လေးတွေမှာ share မယ်အများမြင်အများတွေ့မဲ့နေရာလေးတွေမှာ share ပေးနော်မျှဝေခြင်းနဲ့မျှဝေလို့ရမယ့်နေရာလေးတွေမှာမျှဝေမယ်နော်အတက်နိုင်ဆုံးမဝေမိသားစုတွေကဲတကွက်ကောင်းကြိုက်တဲ့မိသားစုတွေတကွက်ကောင်းကြိုက်ရင်61တကွက်ကောင်း6119တကွက်ကောင်းမှာ8ညနေကိုနော်6119တကွက်ကောင်းကြိုက်တဲ့ညီကိုတို့မတွေကစားပါ
တကွက်ကောင်းကြရင်တကွက်ကောင်းကစားပတ်တိကြရင်ပတ်တိကစားမင်းကွက်ကြရင်မင်းကွက်ကစားအခွေကြရင်အခွေကစားနော်ကဲမနက်ပိုင်းလေးမှာတော့အကောင်းဆုံးစူးစမ်းပြီးထားကျွတ်နှက်သွားပြီညနေ4 နာရီခွဲစီလေးမှာထပ်ပြီးအောင်မြင်ကြပါစေမဝေမိသားစုတွေအဖွဲ့ဝင်တွေရောနေတိုက်တွေရောညနေကြလို့ရှိရင်အောင်ပွဲခံမယ်ထပ်ပြီးတော့နော်ကဲမဝေမိသားစုအားလုံးဝင်ချစ်ပါတယ်ညနေ4 နာရီခွဲစီလေးမှာဒိုင်းရှိမောင်ငွေထုတ်နိုင်ပါစေနော်အားလုံးဝင်ချစ်ပါတယ်ဘိုင်းမိုင်ပါ